ရင်သားဆိုတဲ့စကားလုံးကိုကြားလိုက်ရင်ကျွန်တော်တို့အားလုံးရဲ့မျက်စိထဲမှာရင်ဆုံးမြင်မိတာကတော့စီစဥစ္စာအချွေးရန်တွေနဲ့တက်တောက်တက်တာရှိတဲ့ဘဝတစ်ခုကိုပါဒါပေမဲ့ယခုလက်ရှိမလေးရှားပြည်ဆိုတန်အီဘရာဟင်ရဲ့စလို့ထမြောက်သားဖြစ်တဲ့ Prince Jeffrey Ibrahim နဲ့အငယ်ဆုံးသားဖြစ်တဲ့ Prince Abu Bakar Ibrahim တို့ကတော့အဲဒီလိုတက်တောက်တက်တာရှိတဲ့ဘဝထဲမှာနေထိုင်ဖို့ညှဉ်းဆန်ခဲ့ပါတယ်သူတို့ဟာနန်းတော်ရဲ့ကောက်ကွယ်မှုအောက်မှာနေမဲ့အစားဆွဆောင်မှုတွေနဲ့ပြည့်နေတဲ့ပြန်ကားလမ်းမပေါ်မှာကိုယ့်ရဲ့ရည်ချင်းကိုတက်တက်ပြဖို့ကိုပိုင်ဘဝကိုရွေးချယ်ခဲ့သူတွေပါ Jeffrey Ibrahim ကတော့ဝတ္တနာအဆင့်ကနေ professional ပြန်ကားမော်ဒမာဘဝကို2019မှာတရားဝင်စတင်ခဲ့ပါတယ်သူရဲ့ညီဖြစ်တဲ့ Abu Bakar Ibrahim ကတော့ professional ပြန်ကားမော်ဒမာဘဝကို2020မှာစတင်ခဲ့တာဖြစ်ပါတယ်ကမ္ဘာအဆင့်မီပြန်ပွဲတွေမှာရှင်ပြိုင်ဖို့အတွက် Australia နိုင်ငံရဲ့နာမည်ကြီးပြန်ကားအဖွဲ့တစ်ခုဖြစ်တဲ့ Triple A Way Engineering နဲ့လက်တွဲခဲ့ပြီးတော့သူရဲ့ကိုယ်ပိုင်ထင်းဖြစ်တဲ့ Johor Motorsport Racing GMR ကိုလည်းတည်ထောင်ခဲ့ပါတယ်ဒီထင်းမှာပြန်ကားမော်ဒမာ4ယောက်ရှိပြီးသတ်မှတ်ထားတဲ့ပြန်ပွဲစီမီပုံမူတည်ပြီးတော့ကားတစ်စီးကိုတွဲပါ2ယောက်စီအလိုက်ကျမောင်းနေရပါတယ်သူတို့ဟာ GT Racing ပြန်ပွဲတွေမှာဝင်ပြနေတာဖြစ်ပြီးအာရှရဲ့အမြင့်ဆုံးပြန်ပွဲတွေဖြစ်တဲ့ GT World Challenge Asia နဲ့ Asian Le Mans Series တို့မှာဝင်ရောက်ရှင်ပြနေတာဖြစ်ပါတယ်ဒီလိုပြန်ပွဲအမြင့်တွေမှာအောင်မြင်ဖို့ဆိုရင် driver ရဲ့အရေးချင်းတာမကပဲသူတို့မောင်းနေတဲ့ကားရဲ့အရေးသွေးပါပြည့်မြင်ဖို့လိုအပ်ပါတယ်ဒီညီကိုနှစ်ယောက်ရဲ့ပြန်ကားတက်တန်းကိုပြင်ကြည့်ရင်အစောပိုင်းကာလတွေမှာ Mercedes AMG GT3 နဲ့စတင်ခဲ့ပြီးတော့အောင်မြင်မှုပေါင်းများစွာကိုသိပ္ပံနိုင်ခဲ့ပါတယ်အခုလက်ရှိသူတို့အသုံးပြုနေတဲ့ကားကတော့ Corvette C06 GT3 အော်ပဲဖြစ်ပါတယ်ဒီကားမှာ 5.5 liter flat plate V8 engine ကိုသုံးထားပြီးတော့ horsepower 906ကျထွက်ပါတယ်Prince Jeffrey Ibrahim ဟာအာဆန်နဲ့ Australia ကားပြန်ပွဲတွေမှာထိပ်တန်းအဆင့်ရလဒ်တွေကိုစုခုနိုင်ခဲ့ပါတယ်သူဟာ GT World Challenge Asia Champion ဖြစ်ခဲ့တယ်လို့ GT World Challenge Australia မှာလည်းဒုတိယဆုရရှိခဲ့ပါတယ်ဒါတင်မကသေးပဲ Abu Dhabi မှာပြုလုပ်တဲ့ Asian Le Mans Series မှာလည်းပထမဆုံးကြိမ်ဖြစ်သမိုင်းဝင်ပို့ဆွဲခဲ့ပြီးမလေးရှားနိုင်ငံရဲ့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်သူတို့ရဲ့မိုးရပါခွင့်ရအရာနန်းတော်ထဲမှာအေးဆေးနေထိုင်နိုင်ပေမဲ့သူတို့ရဲ့စွမ်းရည်ကိုကားပြန်ကွင်းထဲမှာတက်တက်ပြတ်ဖို့ရွေးချယ်ခဲ့ပါတယ်လူအများစုကကွန်ဖော့ဆော်ထဲမှာပိတ်မိနေချိန်မှာသူတို့ကတော့အဲ့ဒီကွန်ဖော့ဆော်ထဲကနေရုပ်ထွက်ပြီးတော့အိမ်မက်နောက်ကိုလိုက်ကြပါတယ်သူတို့ဟာအရာတူကိုဒရတွေထဲဝတ္တနာနဲ့စူးစမ်းမှုကိုစီးတဲ့တင်ခဲ့တဲ့မလေးရှားနိုင်ငံရဲ့ဆံပြတ်တော်ဝင်မိသားတွေပဲဖြစ်ပါတယ်